ကိုကြောင်းတော့ကောင်းကောင်းနေတာနော်ကိုကြောင်းနိုင်ဗတ်ထားတာကောင်းတယ်ကောင်းတယ်လားလိုင်းထူတိုင်းကြောင်းနော်ရိုက်တော့ကောင်းပြောတယ်အာတော့ထမီးလားနားလေးရောက်နားလေးလို့တွေ့နေရတာပေါ့ကိုကလည်းလားလူကြည့်တာကြောက်တော့ဝဲနိုင်ထားရနော်ဝါရတော့ကာမာအပင်းပါရအာကြီးမပါဘူးလားမပါဘူးဗျာဝါမီးရပါကွာနိုင်ချင်းနေလို့ဒီမှာတော့ချားတယ်ဘောရစပီဒါတော့ဒုတိယရောမှာပထမပွဲတော့ဒီမှာနိုင်ထားတာရောဒီချက်ကြည့်တာမကောက်1 2 1နော် trying to number 1ဆက်လက်အောင်ကြိုးစားတာပဲအေးကြိုးစားနေတယ်ကွာအာပိုက်တော့ရတယ်ကွာအမကအကိုကြီး1-3ပါဗျာမြန်မာ1ခိုင်း3မှတ်ပါဗျာခိုင်း3ပါအမကတော့အောက်ရောက်နေပြီဗျာနိုင်နေတယ်နိုင်နေတယ်ဟုတ်ပါနဲ့ချဲလန်ခေါ်ထားပါဗျာနော်နဲ့ချဲလန်ခေါ်ထားပါရဲ့ဒီမှာဘက်ကနဲ့မြန်မာကဘွဲကမြန်မာနိုင်ထားတာဗျလုံးမသိကြပြောတော့များသေးဘူးကြာနော်ဒီမက်ကသွားသေးတော့ကြာဘောနဲ့ကွာဒါဟုတ်တယ်ဗျာဘောလို့ပါဗျာရိုက်တော့ကောင်းပြောတယ်အာတော့ထမ်းနေဗျာတော့တော့မိပါရဲ့နော်ရှင်းနေလားဝေးရတယ်ပြရတယ်ပြရတယ်မားရရှိရတယ်နော်ဘာမှမတိုင်းအောင်ခေါ်ထားပါရဲ့ဗျာနော်တိုင်နေနော်ကြာနော်တော့ကင်းတော့ဘာလဲတော့နိုင်မှုမစင်းတော့မဟုတ်တော့ဗျာသူလည်းကစားတော့ကစားနေရနိုင်နေတာပါနော်ကစားသမားဆိုပူနိုင်နေပါလေဗျာကိုတဲ့
မတ်ကစစ်ဝမ်းပါဗျာနော်မြန်မာတမတ်ခိုင်း6ပါကောင်းတယ်ဗျာလိုင်းထူလိုက်ကြပါနော်ကောင်းလိုက်လိုင်းထူလိုက်အောင်ကောင်းတယ်ဗျာဝါရီလောက်စားမက72ပါနော်အဲ့ခုနမှညီမနံပါတ်ပါဗျာအဲ့ဒီမြေကိုဒီပါဟုတ်ကဲ့ပါဗျာကောင်းနေတာနော်ကိုတောင်းလိုက်bắtထားတာကောင်းနေတာသာရပဲဒီအောင်ဒီပြောခိုင်းတာသူကစောက်ရောက်တယ်သူကတော့လည်းစောက်လာတယ်နော်အားမတယောက်ကိုသင်ရဖိုင်နေစောက်ရတယ်သူနဲ့ကွာတာတယောက်တစ်မျိုးပဲစောက်ရတာဟုတ်တယ်ဒီမက်တွေဘာလို့နိုင်သွားတယ်ဟုတ်တယ်ဗျာဒီမက်တွေပြောလို့မရဘူးလူစင်နယ်မက်တွေဖြစ်တယ်ဟေးကွာပိုက်တော့ပြီးတော့မပေါ့ဘူးကွာဒီမှာဝယ်မြန်မာနိုင်ထားရနော်ရှင်းမဲ့3မဲ့နော်ရှင်းမဲ့3မဲ့来中文来中文တော့ပေးရရတယ်နော်ဘာမှဝဲမြန်မာနိုင်ထားတယ်ကိုကိုကြောင်းလိုက်ဘူးပါလို့ဒီလိုခုံနေဟုတ်တယ်ဗျာနော်ဒီလိုခုံနေလေးပြကန်သွားနော်ကဲကိုရွတ်တွဲတိုင်းခြေလုံးဖို့လာပါပြီနော်ခြေလုံးဖို့လာပါပြီဟုတ်တယ်ဗျာခြေကြီးကလည်းကောင်းတယ်ကောင်းတယ်တပေါင်းလေးကန်နေဆိုရင်ကောင်းရင်လည်းတိုင်းမှာဖိုက်တာတွင်းနေကောင်ခါကြောက်ပါတယ်ဒီရကြော်စားပြည့်ရိုင်းတယ်အရှင်ကြီးကလွတ်ကောင်းတယ်ဟုတ်တယ်စားပြည့်ဒီကစားပြည့်တွေကကောင်းတယ်နော်ထိုးရတယ်ရိုင်းတယ်ဒါပေမဲ့ဖိုက်တာဟိုကဖိုက်တာတက်ချင်းရပြက်တယ်ဗျရှင်ကြီးကြောက်ပါတယ်လွတ်ကောင်းတော့မှထိုင်ရမှာအဲ့ဒါစနေနေ့ကလေးရောဒီမှာအမကကိုကြက်ထိုင်တော့12 5ပါ12 5
ထိုင်း12မှတ်ဒီမှာ9မှတ်ပါပထမဝဲမြန်မာနိုင်ထားတာပါ ဒီမှာ9မှတ်ထိုင်းက13မှတ်ပါဘယ်တော့ဆုံးမပြောင်းပါဘူးတော့အဲ့ဒါပါဘူးလူလဲလေလူလဲလေဒါတော့ပါဘောလုံးလို့ရကျွန်တော်မရှိတော့ဗျာကျွန်တော်ပြန်ထွက်သွားပြီဒီရောက်ရတော့ရှုံးသွားပြီဗျာနော်ဒီရောက်ရ